ဒီကနေ့အလူရှင်ညာနေတဲ့ကဓမ္မမစ္စည်းများအားအလူမောဒနာတရားအနေဖြင့်ကျောင်းထိုင်ဘုန်းကြီးအရေးအရှင်းများအပိုင်းကိုတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်။ဂေါတရနိကေယဇဂနိပတ်ပါဠိတော်ထဲမှာမြတ်စွာဘုရားကအာဝါတိကဝက်ဆိုပြီးတော့ကျောင်းတိုင်ဘုန်းကြီးများမှာရှိသိရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်။ဒီနေ့ဟာ9ရက်မြောက်ဖြစ်ပါတယ်။ပထမမစ္စရိယသုတ်တံကိုဟောကြားပေးရမှာဖြစ်တယ်ပေါ့။ကျောင်းတိုင်ဘုန်းကြီးမှာရှိရမယ့်အရေးချင်းဒီပထမမစ္စရိယသုတ်တံမှာမြတ်စွာဘုရားကကျောင်းနိုင်ဘုန်းကြီးတွေအပယ်ကြနိုင်ကြောင်းနဲ့ကောင်းရာဒုက္ခတိရောက်နိုင်ကြောင်းဆိုပြီးတော့နှစ်ပိုင်းခွဲပြီးဟောထားပါတယ်ကျောင်းနိုင်ဘုန်းကြီးတွေဟာနေတတ်ရင်ကုသိုလ်အလွန်ရတယ်လို့မနေတတ်ရင်လည်းအကုသိုလ်များပြီးတော့အပယ်ကြနိုင်တယ်ဆိုတာကိုတတိပြုစေလိုပါတယ်နော်အဲ့တော့မြတ်စွာဘုရားကဒီပထမမစ္စရိယသုတ်တံမှာတောင်းနိုင်ဘုန်းကြီးများငရဲကြကြောင်းတရား၅မျိုးကိုဘယ်လိုဟောတယ်လဲဆိုတော့နံပါတ်1အာဝါဒမစ္စရိယမစ္စရိယစိတ်မစ္စရိယဆိုတာကတော်တော်များများကတော့ဗာပြောတယ်လဲဆိုရင်နှမျောတာမပေးခြင်းမကမ်းခြင်းတာမစ္စရိယလို့ထင်နေကြတယ်အဲ့လိုမဟုတ်မိမိပစ္စည်းကိုနှမျောတာတွန့်တိုတာမပေးခြင်းတာကလောဘလို့ခေါ်ရမှာမိမိပစ္စည်းအပေါ်မှာတွေ့တာတက်မှတ်နေတဲ့လောဘတစ်မျိုးသားဖြစ်တယ်ပေါ့မစ္စရိယဆိုတာကသူများကိုမရစေခြင်းတာမရှိစေခြင်းတာကိုယ်မှရတယ်လို့မျိုးသူများကိုမရစေခြင်းတာကိုယ်မှရှိတယ်လို့မျိုးသူ့မှာမရှိစေခြင်းတာကိုယ်မှဖြစ်တယ်လို့မျိုးသူ့ကိုမဖြစ်စေခြင်းတာကိုမစ္စရိယလို့ခေါ်တာကိုယ်ပစ္စည်းကိုမပေးခြင်းတာမျိုးမဟုတ်ဘူးကိုယ်ပစ္စည်းဖြစ်စေတခြားသူရဲ့ပစ္စည်းဖြစ်စေသူ့ကိုမရစေခြင်းဘူးကိုယ်မှရှိတယ်လို့မျိုးကိုသူ့ကိုမရှိနေစေခြင်းဘူးကိုယ်မှရတယ်လို့မျိုးသူ့ကိုမရနေစေခြင်းဘူးအဲ့ဒါကိုဆိုလိုတာကိုယ်ပစ္စည်းကိုမပေးခြင်းုံတတ်နဲ့တော့မစ္စရိယမခေါ်ရဘူးအဲ့ဒါကလောဘလာဖြစ်တယ်ပေါ့ကိုယ်မှကိုယ်ရောက်လာတယ်လို့သူ့ကိုမလှစေခြင်းဘူးကိုနာမည်ကြီးတယ်လို့သူမကြီးစေခြင်းဘူးကိုချမ်းသာတယ်လို့သူကိုမချမ်းသာစေခြင်းဘူးကိုမှအိမ်ကောင်းကောင်းရှိတယ်လို့သူ့ကိုအိမ်ကောင်းကောင်းမရှိစေခြင်းဘူးအဲ့ဒီလိုမျိုးကိုဆိုလိုတာအဲ့တော့ကိုယ်ဥစ္စာကိုမပေးခြင်းုံနဲ့မစ္စရိယလို့ခေါ်လို့မရဘူးအဲ့ဒါကလောဘလို့ဆိုရမှာဖြစ်တယ်ကိုပစ္စည်းအပေါ်မှာတွေ့တာတက်မှတ်တဲ့လောဘလို့ပြောရမှာကောင်းပြီအခုဒီမှာကျောင်းနိုင်ဘုန်းကြီးတွေအပယ်ကြနိုင်တယ်ငရဲကြနိုင်တယ်နံပါတ်1အာဝါဒမစ္စရိယကျောင်းနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်တာကျောင်းနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်တယ်ကိုကျောင်းတိုက်ကိုတယောက်ပဲနေမယ်တခြားသူတွေမနေစေချင်ဘူးတခြားသူတွေကိုမလာစေချင်ဘူးအကျင့်မကောင်းလို့မလာစေချင်တာကိုတော့မစ္စရိယမခေါ်ဘူးပေါ့နော်အကျင့်ပြတ်နေလို့စိတ်ထားမကောင်းလို့အဓမ္မဝါဒမှုလို့ကိုယ်စိတ်မှာမနေစေချင်တာအဲ့ဒါကတော့အာဝါဒမစ္စရိယမဟုတ်အဲ့လိုသဘောမရှိဘဲနဲ့ယဟန်ကောင်းနေဖြစ်ပေမဲ့စိတ်ထားကောင်းတယ်အကျင့်ကောင်းတယ်ဓမ္မဝါဒီပုဂ္ဂိုလ်လည်းဖြစ်တယ်ဒါပေမဲ့မစ္စရိယသဘောနဲ့မနေစေချင်ဘူး
အဲ့ဒါဒီเจ้าနိုင်ဘုန်းကြီးအပယ်ကြကြောင်းပဲပေါ့အာဝါဒမစ္စရိယနော်เจ้าနိုင်ဘုန်းကြီးအပယ်ကြကြောင်းเจ้าနေရာနဲ့ပတ်သက်ပြီးတော့ကိုတယောက်ပဲနေမှာပဲခြားသူကိုမနေရမလာရအဲ့ဒါမျိုးအာဝါဒမစ္စရိယခေါ်တယ်เจ้าနိုင်ဘုန်းကြီးငရဲကြနိုင်တယ်ပြောင်းပြန်အပြင်ဆိုလို့ချင်းเจ้าနိုင်ဘုန်းကြီးဟာအာဝါဒမစ္စရိယကင်းရမယ်အာဝါဒမစ္စရိယကင်းမှကောင်းရတုဂတိရောက်နိုင်တယ်အဲ့တော့เจ้าနိုင်ဘုန်းကြီးတိုင်းဟာဘယ်လိုစိတ်ထားရမလဲဆိုတော့လူเจ้าနိုင်ကိုယဟန်ကောင်းတွေကိုရင်ကောင်းတွေရောက်လာပါစေသူတော်ကောင်းတွေရောက်လာပါစေရောက်ရှိလာတဲ့သူတော်ကောင်းတွေတို့เจ้าနိုင်မှာပျော်မွေ့ပါစေအဲ့ဒီလိုဆန္ဒထားရမှာဖြစ်တယ်ပေါ့သူတော်ကောင်းတွေရောက်ကြပါစေပျော်ကြပါစေကိုเจ้าနိုင်မှာသူတော်ကောင်းတွေရောက်လာရင်ဝမ်းသာရမယ်ကိုเจ้าနိုင်မှာသူတော်ကောင်းတွေပျော်မွေ့နေတာမြင်ရတွေ့ရရင်ဝမ်းသာရမယ်အဲ့ဒါဆိုရင်เจ้าနိုင်ဘုန်းကြီးကောင်းရဒုက္ခတိရောက်ကြောင်းပဲပေါ့အဲ့တော့အာဝါဒမစ္စရိယရှိနေရင်အပယ်ကြမယ်အာဝါဒမစ္စရိယကင်းရင်ကောင်းရဒုက္ခတိရောက်တယ်နောက်ဒုတိယကုလမစ္စရိယလို့ခေါ်တယ်ကုလမစ္စရိယဆိုတာကုလဆိုတာတရားဓမ္မတွေကိုပြောတာမိမိရဲ့တရားဓမ္မတွေငါကိုယ်သာကိုယ်ွယ်ပဲငါကိုယ်သာလှူတယ်သူများမကိုယ်ွယ်နဲ့သူများမလှူနဲ့အဲ့ဒါကုလမစ္စရိယပဲသူများကိုယ်ွယ်မကြိုက်ဘူးသူများလှူမကြိုက်ဘူးသူများတရားနာမကြိုက်ဘူးတချို့ရှိတယ်လေငါတရားပဲနာရမယ်သူများတရားမနာရအောင်ငါကြောင်းပဲလာရမယ်သူများကြောင်းမသွားရအောင်ငါ့ကိုပဲလှူရမယ်သူများမလှူရအောင်ငါပဲကိုယ်ွယ်ရအောင်သူများမကိုယ်ွယ်ရအောင်အဲ့ဒါကုလမစ္စရိယပဲပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုအမျိုးတွေကိုတရားဓမ္မတွေလမ်းလွဲမှာဆိုလို့ကိုတရားဓမ္မတွေကအတ္တမဝါဒတွေမှားယွင်းတဲ့အယူတွေကိုယူမိမှာဆိုလို့ဘယ်ကြောင့်တဲ့ကိုတော့မသွားနဲ့ဘုသူစီကိုတော့မသွားနဲ့အဲ့ဒါတွေကအတ္တမတွေအဲ့ဒါတွေကအမှန်တွေမဟုတ်ဘူးမှားယွင်းတဲ့အယူဆချက်တွေမှားယွင်းတဲ့ဟောပြောမှုတွေဖြစ်တယ်အဲ့လိုမျိုးအယူမှားမှာဆိုလို့အကျင့်မှားမှာဆိုလို့မသွားနဲ့လို့ပြောတာကတော့ကုလမစ္စရိယမဟုတ်ဘူးပေါ့ကိုကိုဘယ်ကိုယ်ွယ်စေချင်တာမျိုးကိုကိုပဲလူစေချင်တာမျိုးအဲ့ဒါမျိုးကြမှာကုလမစ္စရိယခေါ်တယ်တော့ကျောင်းနယ်ဘုန်းကြီးတစ်ပါးအနေနဲ့ငါတကာဆိုပြီးတော့အဲ့လိုတကာမတွေပေါ်မှာဆွဲလန်းပြီးငါ့ဥသာကိုယ်ွယ်ငါ့ဥသာလူတဲ့ငါတရားပဲနားဆိုရင်တော့အဲ့ဒီဘုန်းကြီးငရဲကြမှာပဲဒါကြောင့်ကျောင်းနယ်ဘုန်းကြီးများသည်ကုလမစ္စရိယကင်းမှရမယ်ငါတကာမဆွဲနဲ့လွတ်လပ်စွာကိုယ်ွယ်ခွင့်ရှိတယ်ကိုလူတန်းတယ်လို့သူများကြောင်းနဲ့လူတန်းမှာပဲလေကိုတရားကိုနာတယ်လို့တခြားဆရာတော်တွေကတရားလည်းနာမှာပဲကိုเจ้าကိုလာတယ်လို့တခြားเจ้าတွေလည်းသွားမှာပဲလေဒါလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်လေအဲ့ဒီပုံမှာဘုန်းကြီးတွေကမစ္စရိယဖြစ်နေတော့အပယ်ကြမှာပေါ့ဒါကြောင့်ကျောင်းနိုင်ဘုန်းကြီးများသည်ကုလမစ္စရိယကင်းရမယ်ကုလမစ္စရိယကင်းတယ်ဆိုရင်တော့ကောင်းရဒုက္ခတိရောက်ကြောင်းပဲနောက်တတိယကလာဘမစ္စရိယလက်လာဘနဲ့ပတ်သက်ပြီးတော့မစ္စရိယကင်းရမယ်တရားဓမ္မတွေလှူဒန်းထားတဲ့ပစ္စည်းတွေကိုငါတယောက်တည်းသုံးမယ်ငါတစ်ပါးတည်းသုံးမယ်ဘယ်သူမှမပေးဘူးမျှဝေသုံးဆွဲခြင်းကိုမလုပ်ချင်ဘူးဘယ်သူနဲ့မှမမျှဝေခြင်းဘူးကိုတယောက်တည်းမောင်းပိုင်းစီးထားတာမို့အဲ့ဒါအပယ်ချကြောင်းပဲပေါ့ယဟန်တန်ခါဆိုတာကိုရလာတဲ့ပစ္စည်းကိုမျှဝေသုံးဆွဲရတယ်အရှင်အာနန္ဒာကိုကြည့်ပေါ့အရှင်အာနန္ဒာကိုကြည့်အရှင်အာနန္ဒာကိုသင်္ကန်းအစုံ900လှူဒန်းသင်္ကန်းအစုံ900လှူဒန်းတော့ရှင်ဘုရင်ကသဘောမကျအောင်ဘုန်းကြီးတစ်ပါးတည်းကသင်္ကန်း900ဘာလို့ပါတော့ဘုန်းကြီးသင်္ကန်း900ဘယ်လိုဝတ်မလို့သူမကျင်တတ်ဘူး
အရှင်အာနန္ဒာကိုသင်္ကန်း900အလူခံရခေါင်းလားဆိုပြီးတော့မကြင်မနဲ့တည်းဖြစ်တယ်ဒီတိုင်းမနေဘူးသွားမေးတယ်အရှင်ဘုရားအာနန္ဒာအရှင်ဘုရားသင်္ကန်း900အလူခံတယ်ဆိုဟုတ်တယ်သင်္ကန်း900အလူခံတယ်အရှင်ဘုရားရဲ့သင်္ကန်း900ဘာလုပ်မှာလဲဆိုတော့အရှင်အာနန္ဒာရှင်းပြအေးဘုန်းကြီးအနေနဲ့ကတော့သင်္ကန်း900မဟုတ်ပါဘူးဘုလို့လည်းမရပါဘူးမရှိတဲ့တန်ဃာတော်တွေပေးမှာပေါ့เนาะအရှင်အာနန္ဒာကသင်္ကန်းနွမ်းပါတဲ့ဥစဉ်တွေသာသနာမှာရှိတယ်ကိုလိုဘုံမကြီးတဲ့ပုဂ္ဂိုလ်တွေလက်လာပါချပါတဲ့တန်ဃာတော်တွေရှိတယ်သူတို့ကိုပေးမှာပေါ့သူတို့ကိုပေးမှာပေါ့သူတို့ရဟန်းတော်တွေကဘုရားတစ်ထက်ကသင်္ကန်းအများကြီးမထားဘူးတိစီဝရိတ်လို့ခေါ်တယ်သင်္ကန်း3ထည်ပဲထားတယ်ဒုကုတ်နှစ်ထပ်သင်္ကန်းရဲ့ဣကတိအပေါ်ယုံအဝတ်ရဲ့သင်္ပိုင်ခါဝတ်ရဲ့3မျိုး3ထည်ခေါ်တာပေါ့နော်တော့ရဟန်းတော်တွေကအဲ့ဒီလို3ထည်နဲ့ပဲနေကြတာနှစ်ထပ်သင်္ကန်းရဲ့အပေါ်ယုံအဝတ်ရဲ့ခါဝတ်ရဲ့3ထည်ပဲတော့ကိုယ်မှာပူလို့ရှိရင်မရှိတဲ့အတန်ဃာတော်တွေကိုပြန်မျှဝေပေးတယ်လူတန်းပေးတယ်သာသနာကအဲ့ဒီလိုမျှဝေသုံးစွဲခြင်းစနစ်နဲ့ကျင့်သုံးကြပါတယ်တော့ဘုန်းကြီးတစ်ပါးကလက်လာပါတွေကိုရသမျှအကုန်ငါဟာလုပ်နေအပစ္စည်းနဲ့ပတ်သက်ပြီးတော့ထိမ့်ရသိမ့်ရတာဝန်ကြီးတယ်ပြီးအဲ့ဒီပုံမှာစွဲလန်းပြီးတော့အကုသိုလ်လည်းများတယ်ဒါကြောင့်မြတ်စွာဘုရားကလာဘမစ္စရိယလက်လာဘနဲ့လက်လာဘနဲ့ပတ်သက်ပြီးတော့အဲ့ဒီလိုမျိုးငါဟာနဲ့စွဲလန်းတက်မှတ်နေတယ်ဆိုရင်အပင်ကြမှာပဲတော့လာဘမစ္စရိယကင်းရမယ်မျှဝေသုံးစွဲရမှာဖြစ်တယ်ပေါ့ကိုမှရှိလို့ရှိရင်မရှိတဲ့တန်ဃာတော်တွေကိုမျှဝေပြီးသုံးစွဲရမယ်ကိုလည်းအစဉ်ပြေတယ်တန်ဃာတော်တွေလည်းအစဉ်ပြေတယ်ပေါ့တော့ကျောင်းနိုင်ဘုန်းကြီးတွေဟာငါတော့ပြတရားဓမ္မတွေကကျောင်းနိုင်ဘုန်းကြီးကိုတူတန်းကြတာလေတော့ကျောင်းနိုင်ဘုန်းကြီးကတဆင့်ကိုအောက်ကတပည့်တန်ဃာတော်တွေကိုမျှဝေပေးရတယ်ပေါ့ဒါကြောင့်ဦးဇင်းတို့စာသင်တိုက်တွေမှာမဟာကဏ္ဍဆရာတော်ဘုရားကြီးပြောဖို့တယ်စာသင်သားတွေစာသင်တိုက်ကိုသွားကြတော့မယ်ဆိုရင်စာဥစာတန်းအိယာခင်းဆောင်ခေါင်းအောင်စသည်အကုန်တည်လာရတယ်အဲ့ခါကျတော့ဗာလဲဆိုတော့ပတ်စံကန်ရတာပေါ့နော်ကိုတောင်ဝန်ကိုယူဆိုတော့စာသင်သားလေးတွေဟာဘုံကံမကြီးမားကြသေးဘူးခြားပါတယ်စာသင်သားတွေတိုင်းမှာဘုံကံကြီးတယ်ဆိုရှားတယ်မြတ်စွာဘုရားဆရာတော်ကြီးတွေဖြစ်လာမှဘုံကံကြီးကြတာများတယ်လူတန်းသူပေါ်များကြတယ်စာသင်သားဘဝမှာလူတန်းသူရှားပါတယ်အဲ့တော့စာသင်သားတွေကကိုသင်မဲ့စာအုပ်ထောက်ပံ့မဲ့သူမရှိတော့ကိုဘာသာကိုဆုံးခံရင်ပတ်စံအလူခံရလာတဲ့ပတ်စံနဲ့စာအုပ်တွေဝယ်သုံးရတယ်ပေါ့ဝိနည်းနဲ့မညီတော့ဝိနည်းနဲ့မအဆက်တော့အကယ်ကျောင်းနယ်ဘုန်းကြီးတွေကစာသင်သားတွေရဲ့အခက်အခဲကိုတာဝန်ယူပေးလိုက်မယ်ဆိုရင်စာသင်သားတွေဟာပတ်စံခံကြမလိုတော့ဘူးပေါ့ဒကာဒကမတွေလူတန်းနဲ့ပစ္စည်းလေးပါးကိုတပားတည်းမသုံးဆွဲပဲနဲ့စာသင်သားတွေအတွက်ကိုစီမံခန့်ခွဲပေးမယ်ဆိုရင်စာသင်သားတွေအတွက်ကိုယ်တိုင်ငွေကင်ပြီးသုံးဆွဲရတဲ့ဒုက္ခတွေကင်းဝေးသွားမယ်ပေါ့တောင်းနိုင်ဘုန်းကြီးကနေလိုအပ်တဲ့စာအုပ်စာတမ်းတွေစီစဉ်ပေးမယ်တပိတ်သင်္ကန်းတွေစီစဉ်ပေးမယ်တော်နေစဉ်သွားတဲ့စသည်စီစဉ်ပေးမယ်ဆိုရင်စာသင်သားတွေကိုယ်တိုင်ငွေကင်ခြင်းအလူခံခြင်းဈေးဝယ်ခြင်းမလိုတော့ဘူးပေါ့တော့တချို့
ကျောင်းတက်တွေမှာကြာတော့ကျောင်းနိုင်ဘုန်းကြီးကိုယ်တိုင်ကရသမျှငါဟာလုံနေတော့စာသင်သားတွေမှာဘာမှမရှိဘူးအဲ့တော့စာသင်သားတွေကကိုယ့်ဘာကိုရက်တီးရတာကိုယ့်ဘာကိုချခွေရတယ်ပေါ့အဲ့တော့ကျောင်းနိုင်ဘုန်းကြီးများကရလာတဲ့လက်လာဘကိုတပည့်အတန်ဃာတွေနဲ့မျှဝေသုံးစွဲမယ်ဆိုရင်စာသင်သားလေးတွေအဆင်ပြေသွားနိုင်စရာရှိတယ်လို့ဆိုလိုတယ်နော်ဒီကောင်းပြီအဲ့တော့လာဘမစ္စရိယရသမျှငါဟာဘသူကမှမပေးဘူးလို့လက်လာဘနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်နေတယ်ကျောင်းနိုင်ဘုန်းကြီးငရဲကြကြောင်းမယ်ရောင်းရအဖြစ်လာဘမစ္စရိယကင်းကွာနေမယ်ဆိုရင်ကောင်းရဒုက္ခရိရောက်ကြအောင်စရုပ်ထအချက်ကတော့ဝန္နမစ္စရိယလို့ခေါ်တယ်ဝန္နမစ္စရိယဝန္နမစ္စရိယဆိုတာရုပ်အစင်းနဲ့ပတ်သက်ပြီးဖြစ်စေဂုံတည်နဲ့ပတ်သက်ပြီးဖြစ်စေမွန်တုံမှုဖြစ်နေတာရုပ်အစင်းနဲ့ပတ်သက်ပြီးတော့ငါပဲဥပရိယုတ်ကောင်းရမယ်တခြားသူတွေဥပရိယုတ်မကောင်းရဘူးဂုံတည်နဲ့ပတ်သက်ပြီးတော့လည်းငါပဲနာမည်ကြီးရမယ်တခြားသူတွေနာမည်မကြီးရဘူးအဲ့ဒီလိုမျိုးရုပ်အစင်းနဲ့ပတ်သက်ရင်ဖြစ်စေဂုံတည်နဲ့ပတ်သက်ရင်ဖြစ်စေဝန်တိုတာမျိုးကိုဝန္နမစ္စရိယလို့ခေါ်တယ်ပေါ့အဲ့တော့အဲ့ဒီလိုမျိုးကျောင်းနိုင်ဘုန်းကြီးတစ်ပါးအနေနဲ့ဝန္နမစ္စရိယဖြစ်နေမယ်ဆိုရင်ဒါငရဲသွားကြောင်းပဲသူများကိုယ့်ထက်ကိုယ့်လိုမျိုးဥပရိယကောင်းမှာကိုမလိုလားဘူးကိုယ့်လိုမျိုးနာမည်ကြီးမှာကိုမလိုလားဘူးတကယ်ဆိုဝမ်းသာရမှာလေဝမ်းသာစိတ်ဖြစ်ရမှာအဲ့တော့ဝမ်းသာစိတ်မဖြစ်နိုင်ဘူးဝန်တုံမှုတွေဖြစ်နေတယ်ဒီကောင်းပြီအဲ့တော့ဝန္နမစ္စရိယကင်းရင်ကောင်းရဒုက္ခရိရောက်ကြောင်းဝန္နမစ္စရိယဖြစ်နေရင်အပယ်ကြကြောင်းနောက်ဆုံးတစ်ချက်ကတော့တတ္တာတေယံဝိနိပါတေတိဒကာဒကမတွေတရားတရားနဲ့လှူဒန်းထားတဲ့ပစ္စည်းတွေကိုဖြတ်လို့ဖြည့်စည်းလောက်တာဖြတ်လို့ဖြည့်စည်းလောက်တယ်ဆိုတာကသာသနာတော်အတွက်အကျိုးရှိရှိအသုံးမချပဲနဲ့မပေးတဲ့မပေးထိုက်တဲ့ပုံကိုယ်တွေကိုပေးတာသာသနာတော်မှာကိုယ်တရင်သုံးမော်တန်ကအချင်းချင်းမျှဝေသုံးဆွဲလို့ရတယ်ပေးလို့ရတယ်နောက်တစ်ခါမိဘတွေကိုပေးကောင်းတယ်နောက်ဝေယဝိဆလုပ်တဲ့သူတွေကပ္ပိယတွေကိုပေးကောင်းတယ်ဒုက္ခရောက်နေတဲ့သူတွေကိုပေးကောင်းတယ်နောက်ဓမြတွေလာလို့ရှိရင်လည်းပေးကောင်းတယ်အစိုးရတွေအကြောင်းတိုက်ကိုရောက်လာရင်လည်းပေးကောင်းတယ်အဲ့တော့ပေးကောင်းတဲ့ပုံကိုယ်တွေရှိတယ်အဲ့လိုပေးကောင်းတဲ့ပုံကိုမျိုးမဟုတ်ဘဲနဲ့ပေးမယ်ဆိုလို့ရှိရင်ဒါတတ္တတေယဝိနိပါဒဒကာဒကမတွေတရားတရားနဲ့လူတန်းထားတဲ့ပစ္စည်းတွေကိုဖြည့်ဆည်းရရောက်တယ်သာသနာတော်အတွက်အကျိုးရှိချက်အသုံးမချဘူးပေါ့အဲ့ဒါလည်းကျောင်းနိုင်ဘုန်းကြီးအပယ်ကြကြောင်းပဲမြတ်စွာဘုရားကကျောင်းနိုင်ဘုန်းကြီးအပယ်ကြကြောင်းတရားထဲမှာဒီအချက်ကိုမကြာခဏထည့်ဟောလေးရှိတယ်ကျောင်းနိုင်ဘုန်းကြီးအရေးချင်းများထဲမှာအဲ့ဒါပါတယ်ဒကာဒကမတွေတရားတရားနဲ့တူတဲ့ပစ္စည်းကိုသာသနာတော်အတွက်အကျိုးရှိချက်အသုံးချပေးရမယ်မပေးသင့်မပေးထိုက်တဲ့ပုဂ္ဂိုလ်ကိုမပေးရအောင်ပေါ့အဲ့တော့အကျိုးရှိချက်အသုံးချပေးမယ်ဆိုရင်ကုသိုလ်ရပြီးတော့ကောင်းရဒုက္ခတိရောက်နိုင်တယ်ပေါ့အဲ့တော့အနှစ်ချုပ်လိုက်မယ်ဆိုရင်ဒီပထမမစ္စရိယသုတ်တံမှာကျောင်းနိုင်ဘုန်းကြီးအပယ်ကြကြောင်း5ချက်မစ္စရိယ4မျိုးဘုရားဟောတယ်ကျောင်းတိုင်းနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်တာနော်ဒကာဒကမနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်တာလက်လာဘနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်တာရုပ်အစင်းဂုံတည်နေနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်တာနောက်တရားတရားနဲ့လူတန်းထားတဲ့ပစ္စည်းတွေကိုဖြတ်လို့ဖြည့်စည်းလောက်တာမျိုးအဲ့ဒီ5ချက်ဒီအပယ်ကြကြောင်းရောင်းမြန်အဖြစ်ကျောင်းတိုင်းနဲ့ပတ်သက်ပြီးမစ္စရိယကင်းမယ်ဒကာဒကမနဲ့ပတ်သက်ပြီးမစ္စရိယကင်းမယ်လက်လာဘနဲ့ပတ်သက်ပြီးမစ္စရိယကင်းမယ်ရုပ်အစင်းဂုံတရင်နဲ့ပတ်သက်ပြီးမစ္စရိယကင်းမယ်
တရားဓမ္မတွေလူတန်းထားတဲ့ပစ္စည်းတွေကိုသာသနာတော်အတွက်အကျိုးရှိချက်သုံးချပေးမယ်ဆိုရင်ကောင်းရန်ဒုက္ခတိရောက်ကြအောင်လို့နားလည်ကြရမှာဖြစ်တယ်အဲ့တော့ဒီမစ္စရိယတရားတွေကကျောင်းနိုင်ဘုန်းကြီးတွေမှာဖြစ်တတ်လို့မြတ်စွာဘုရားကထည့်ဟောတာပဲကျောင်းနိုင်ဘုန်းကြီးတွေမှာဖြစ်တတ်တယ်ကို့မှာပဲဖြစ်စေခြင်းနဲ့သူများကိုမရှိစေခြင်းဘူးဖြစ်စေခြင်းဘူးသူများမရစေခြင်းလားအဲ့လိုမစ္စရိယတွေကကျောင်းနိုင်ဘုန်းကြီးတွေမှာဖြစ်တတ်တယ်ဒါကြောင့်မြတ်စွာဘုရားကကျောင်းနိုင်ဘုန်းကြီးတွေအဲ့လိုမစ္စရိယတရားတွေဖြစ်နေတော့ငရဲသွားမှာပဲမစ္စရိယကင်းမှာကောင်းရသူတွေရောက်နိုင်တယ်လို့မြတ်စွာဘုရားကတတိပေးခေါ်ကြတော်မူခဲ့တယ်ပေါ့ဒကာဒကာမတရားတန်တန်မှာလည်းအဲ့ဒီမစ္စရိယတရားဖြစ်ရင်တော့အပယ်ကြမှာပဲပေါ့နော်ဒါမြတ်စွာဘုရားကဘုန်းကြီးတွေကိုဥတည်ပြီးဟောနေလို့ကျောင်းနိုင်ဘုန်းကြီးငရဲကြကြအောင်ဆိုမြတ်စွာဘုရားဟောတာဒကာဒကာမတွေတန်တန်မှာလည်းဒီမစ္စရိယဖြစ်ရင်အပယ်ကြမှာပဲဘု து တန်တန်မှာပဲဖြစ်ဖြစ်လေနော်သူဖြစ်တဲ့ပုဂ္ဂိုလ်ကိုအပယ်ကြအောင်ဆွဲချမှာပဲလူတွေမှာလည်းအချင်းချင်းဖြစ်တတ်တယ်ကိုပဲအိမ်ကောင်းကောင်းနေမှာရက်ွက်ထဲမှာကိုအိမ်ကပဲအကောင်းဆုံးဖြစ်ရမယ်သူများအိမ်တွေမကောင်းကြဘူးသူများတွေကိုအိမ်ကောင်းကောင်းမရစေချင်ဘူးမနေစေချင်ဘူးအဲ့ဒါအာဝါဒမစ္စရိယသဘောပဲပေါ့နောက်အပေါင်းအသင်းတွေကိုအမျိုးတွေကိုနဲ့ပဲပတ်သက်စေချင်တယ်သူများနဲ့မပတ်သက်စေချင်ဘူးသူများနဲ့ပတ်သက်ရင်မကြိုက်ဘူးအဲ့ဒါကုလမစ္စရိယလို့ခေါ်တယ်ပေါ့စောစောကပြောခဲ့သလိုဟိုလမ်းမှာရောက်မှာဆိုလို့မကောင်းမှုတွေဒုစရိုက်တွေလုံးပြီးမှာဆိုလို့အဲ့ဒီလူနဲ့မပတ်သက်နဲ့အဲ့ဒီလူနဲ့ပေါင်းရင်အရက်သမားဖြစ်သွားမယ်အဲ့ဒီလူနဲ့ပေါင်းရင်ဒုစရိုက်သမားဖြစ်သွားမယ်မပေါင်းနဲ့အဲ့ဒါကမစ္စရိယမဟုတ်ဘူးပေါ့နော်အကောင်းတာတွေလုံးပြီးမှာဆိုလို့ပြောတဲ့သဘောအဲ့လိုသဘောတွေမရှိဘဲနဲ့တတ်ကိုအမြင်ကတ်လို့မပေါင်းစေချင်တာကိုပဲပေါင်းစေချင်တယ်သူများနဲ့မပေါင်းစေချင်ဘူးကိုနဲ့ပဲပတ်သက်စေချင်တယ်သူများနဲ့မပတ်သက်စေချင်ဘူးအဲ့ဒါမစ္စရိယပဲကုလမစ္စရိယခေါ်တာနော်လက်လာပါတွေအခွင့်အရေးတွေဒီလိုအခွင့်အရေးမျိုးသူများကိုမရစေချင်ဘူးကိုပဲရစေချင်တာလေနော်အဲ့ဒါလာဘမစ္စရိယနော်ဝန္ဒမစ္စရိယနော်ကိုပဲရုပ်ချောခြင်းနဲ့သူများကိုမချောစေချင်ဘူးကိုပဲအလားဆုံးဖြစ်ရမယ်သူများမလားရအောင်ကိုပဲနာမည်ကြီးရမယ်သူများနာမည်မကြီးအောင်ကိုနာမည်ပဲထွက်ရမယ်သူများနာမည်မထွက်ရအောင်အဲ့ဒါမျိုးတွေကဝန္ဒမစ္စရိယပဲပေါ့ဆိုတော့ဒီဟာကဘုန်းကြီးတဏ္ဍာမှာပဲဖြစ်ဖြစ်လူတဏ္ဍာမှာပဲဖြစ်ဖြစ်အပယ်ဆွဲချနိုင်တယ်လို့နားလည်ထားကြရမှာဖြစ်ပါတယ်နော်ကဲကောင်းပြီအဲ့တော့ဒီနေ့လူရှင်များနဲ့ဒီပါဓမ္မမစ္စရိယအားလုံးကျောင်းနိုင်ဘုန်းကြီးအရေးချင်းများအပိုင်းကိုတရားဒေသနာတော်ဓမ္မမစ္စရိယတုတ်တန်ကိုနာယူမသားကြပြီးတော့အကုသိုလ်တရားဆိုတာကျောင်းနိုင်ဘုန်းကြီးမှရမဟုတ်ဘူးဘုဒ္ဓတန်တိုင်းမှာပဲဖြစ်ဖြစ်ရင်တော့အပယ်ဆွဲချတတ်တယ်ဆိုတာကိုနားလည်သဘောပေါက်ပြီးတော့မိမိတို့တန်တန်မှာအကုသိုလ်တရားတွေကင်းအောင်ကြိုးစားအထောက်ပြီးဘုရားအဆုံးအမအတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း